တနေ့ရဲနဲ့အင်အားကြီးပြီးနီးပညာမြင်မာတဲ့လူယဉ်ကျေးမှုတစ်ခုကလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။အတ္တလန်တစ်ဆိုတာတကယ်ရှိခဲ့ရလား။ဒါမှမဟုတ်ရင်လူသားတွေစိတ်ကူးရင်ဖန်တီးခဲ့တဲ့လျှို့ဝှက်စမ်းကြယ်တစ်ခုလား။နှစ်ပေါင်း2300ကျော်မတိုင်ခင်ကဂရိအတွေးခေါ်ပညာရှင်ပလေတိုကအတ္တလန်တစ်လို့ခေါ်တဲ့ကျွန်းပေါ်နေထိုင်တဲ့လူယဉ်ကျေးမှုတစ်ခုအကြောင်းရေးသားခဲ့တယ်။ငွေကြေးချမ်းသာမှုအင်အားကြီးမှုအဆင့်မြင့်နည်းပညာများအပြင်အလွန်ကြီးမားတဲ့အစာအုပ်ဘိတုကလက်ရတွေနဲ့ပြည့်နေနေတဲ့နိုင်ငံတစ်ခုပါဇလန်အရလူတွေကလောဘကြီးလာခဲ့ပြီးနဖျားတွေကသူတို့ကိုအပြစ်ပေးဖို့ဆုံးဖြတ်ခဲ့တယ်တနေ့တည်းတညတည်းနဲ့အတ္တလန်တစ်ဟာပင်လယ်အောက်သို့လုံးဝနစ်မြုပ်ပျောက်ကွယ်သွားခဲ့တယ်ပြီးရင်အတ္တလန်တစ်အကြောင်းရေးသားခဲ့တဲ့ရှေးဟောင်းစာရေးဆရာဆိုလို့ပလီတိုတယောက်တည်းပဲရှိခဲ့တာပါသမိုင်းပညာရှင်တော်တော်များများကတော့အတ္တလန်တစ်ဟာတကယ်သမိုင်းမဟုတ်ပဲသတိပေးဇလန်တပုတ်လို့သာယုံကြည်ကြတယ်နိုင်ငံတနိုင်ငံဒါမှမဟုတ်ရင်လူယဉ်ကျေးမှုတစ်ခုဟာအာဏာနဲ့အကျင့်ပြတ်ခြစားမှုတွေကြောင့်ပျက်စီးသွားနိုင်တယ်ဆိုတဲ့သင်ခန်းစာတစ်ခုပါသိပ္ပံပညာရှင်တချို့ကတော့အတ္တလန်တစ်ဇလန်ဟာတကယ်တဘာဝဘေးအနေအကြီးတစ်ခုကနေအခြေပြုဖြစ်တည်လာတယ်လို့ယုံကြည်ကြတယ်ကြီးမားတဲ့မီးတောင်ပေါက်ကွဲမှုတစ်ခုကြောင့်ကျွန်းပေါ်နေထိုင်တဲ့လူယဉ်ကျေးမှုတစ်ခုဟာပျက်စီးသွားပြီးပင်လယ်တလျှောက်အေယာမဆူနာမီလှိုင်းလုံးကြီးမှဖြစ်ပေါ်လာခဲ့ပါတယ်။အသက်ရှင်ကျန်ရစ်သူတွေအတွက်တော့သူတို့ကဘာတစ်ခုလုံးနစ်မြုပ်သွားတယ်လို့ခံစားခဲ့ရနိုင်ပါတယ်။တချို့ကတော့အတ္တလန်တစ်ဟာအန်တာတိကအောက်မှာရှိနေရလို့ဆိုကြပြီးတချို့ကလည်းဘာမှအနီးမှာနစ်မြုပ်နေတယ်လို့ယုံကြည်ကြတယ်။ဒါပေမဲ့လည်းခေတ်သစ်သိပ္ပံပညာအရတော့ပျောက်ကွယ်သွားတဲ့အဆင့်မြင့်လူယဉ်ကျေးမှုတစ်ခုရှိခဲ့ကြအောင်တက်တည်မတွေ့ရသေးပါဘူး။ဒါဆိုရင်ဒီဇယ်လန်ကဘာလို့မပျောက်ကွယ်သေးတာလဲ။အတ္တလန်တစ်ဟာခိုင်မာတဲ့အယူအဆတစ်ခုကိုစားပြုနေပါတယ်။ကြီးမားအဆင့်မြင့်တဲ့နည်းပညာမြင့်တဲ့လူယဉ်ကျေးမှုတွေတော့ကြာဆုံးနိုင်တယ်ဆိုတာပါပဲ။ပြီးတော့ဒါဟာအတေးအကြောင်းကြီးပဲတော့လည်းဟုတ်မနေပါဘူး။အတ္တလန်တစ်ဟာတကယ်ရှိခဲ့ရလား။ဒါမှမဟုတ်ရင်လူသားတွေအတွက်ချန်ထားခဲ့တဲ့သတိပေးချက်တစ်ခုလား။